မီရာဟာသူ့ရဲ့အမေဖြစ်သူနဲ့အတူရှိနေခဲ့တဲ့အချိန်တွေကိုပြန်တွေးမိနေကအခုလက်ရှိမှာတော့မင်္ဂလာဆောင်ဖို့မိတ်ကပ်ပြင်းနေပါပြီသူ့ကိုပြင်ပေးတဲ့ဘွားတော်ကလည်းဝါဆိုဖြစ်ပြီးနောက်ကျောကိုမီးကိုငွေ့တွေနဲ့မှုတ်လိုက်ပါတယ်ဒီလိုနဲ့မီရာနဲ့အာယိုတို့မင်္ဂလာအခမ်းအနားစတင်တဲ့အချိန်ရိုးရာအရာကြက်ဥကိုတန်နှင်းတဲ့အခါမှာဥကအပုတ်ကြီးဖြစ်နေလို့နမိတ်မကောင်းဘူးလို့သတ်မှတ်ကြတဲ့အတွက်မီရာလည်းမျက်နှာတိတ်မကောင်းရှာပါဘူးဒီလိုနဲ့အာယိုနဲ့သူ့ရဲ့မိဘတွေကတော့သူတို့ဇနီးမောင်နဲ့ပျော်ရွှင်ဖို့သာအဓိကဘာမှမဖြစ်ဘူးဆိုပြီးအယူလည်းတိတ်ပြီးမတီးကြပါဘူးဒီလိုနဲ့မင်္ဂလာပွဲပြီးဆုံးသွားတဲ့အခါမှာအာယိုကမီရာကိုချစ်တာကြောင့်ပျော်ရွှင်နေခဲ့ပြီးသူမိမကဟင်းချက်လက်ရညံ့တာကိုလည်းသိတယ်လို့ပြောနေတာပါဒါပေမဲ့သူတို့ကဆိုင်မှာဝယ်စားလို့ရတယ်လို့ပြောကတညအတူကုံဆုံးလိုက်ကြပါတယ်နောက်တနေ့မနက်ကိုရောက်တော့မီရာနိုးလာတဲ့အချိန်အာယိုကအိမ်မှာမရှိပါဘူးသူအလုပ်သွားပြီးဖြစ်ကငှက်ပြောကြော်တဲ့နီးကိုလည်းစာနဲ့ရေးခဲ့လိုက်ပါတယ်အာယိုကအိမ်တွေလိုက်ပြီးစစ်တမ်းကောက်တဲ့အလုပ်ကိုလုပ်တာပါအိမ်တွေအိမ်မှာစစ်တမ်းကောက်ရင်သူရောက်နေတဲ့အိမ်ကအဖိုးနဲ့အဖွားကပုံမှန်မဟုတ်ပါဘူးသူစကားပြောနေရင်းမှာပဲသူအိမ်တော်အခုမှကြာတာကိုလည်းသိနေကြတာပါစကားပြောရင်အဖွားကလည်းရုတ်တရက်ပျောက်သွားလို့လှန်သွားပါတယ်တစ်ဖက်မှာလည်းမီရာကမှန်ရှိမှထိုင်နေချိန်သူရဲ့ပခုံးပေါ်ကိုလက်ကြီးတစ်ဖက်ဖြတ်ခနဲရောက်လာလို့ထိတ်လန့်သွားပြီးကြည့်လိုက်တော့မတွေ့တော့ပါဘူးအာယိုကလည်းနောက်တက်တဲ့အိမ်ကိုရောက်သွားပြီးလူမရှိလို့အိမ်ရှင်ကိုခေါ်ကြည့်တဲ့အခါမှာအထဲဝင်ထိုင်မှလို့ပြောတန်ကြားတဲ့အတွက်ဝင်ထိုင်လိုက်တဲ့အချိန်ရုတ်တရက်ရေဒီယိုကအတန်ထွက်လာလို့အခန်းထဲကအမျိုးသမီးကလည်းပိတ်ချင်ရင်အားနဲ့ရိုက်ပါလို့ပြောတဲ့အတွက်သွားပြီးရိုက်လိုက်လည်းမပိတ်သွားပါဘူးသူထက်ကရိုက်နေလည်းမပိတ်ပဲဖြစ်နေချိန်အမျိုးသမီးကရောက်လာပြီးလက်ချလိုက်မှပိတ်သွားတာပါသူမရဲ့နာမည်ကလတ်စမီပါလို့လည်းမိတ်ဆက်လိုက်ပါတယ်အာယိုကအခုမှမင်္ဂလာဆောင်ထားတာကိုလည်းသိနေကသူနဲ့ဘသူကပိုလှလေလို့မေးပြီးမြှုပ်ဆွေးနေရင်ကြောက်စရာသတင်းမကြီးအဖြစ်ပြောင်းလဲသွားပြီးဘသူပိုလှလေလို့အော်ဟစ်ကတိုက်ခိုက်တာကြောင့်ပဲအာယိုလည်းလန့်ပြီးလဲကြကအော်ဟစ်နေချိန်တတိပြန်ဝင်လာပြီးနေရာကနေထပြေးပါတော့တယ်အိမ်မှာလည်းမီတာကငပြောကြော်နေချိန်အိမ်ရှိကိုလူတယောက်ရှိနေတာမြင်လို့မေးတဲ့အခါမှာမီတာလာဖတ်တာပါလို့ပြောလို့ထွက်အကြည့်သူကြည့်နေချိန်မှာပဲတရေဖြစ်နေလို့လန့်သွားပါဒီတော့အာယိုကိုဖုန်းခေါ်တဲ့အခါမှာဖုန်းကကြံခဲ့တာကြောင့်အာယိုကမသိတယ်လို့သူကလည်းထိတ်လန့်တကြားနဲ့ပြေးနေရတာပါအရင်ဆုံးစရင်ကောက်ခဲ့တဲ့အဖိုးအိမ်ကိုရောက်သွားတော့လေအိမ်မှာဘသူမှမရှိကြပဲခဏဝင်ထိုင်နေကအိပ်ပျော်သွားပါတယ်အိမ်မှာလည်းမီတာကအိပ်ပျော်နေရကနေနိုးလာတော့ညမိုးချုံနေပါပြီမီးသွားဖွင့်လိုက်တဲ့အခါမှာပဲအိမ်ပြင်ကနေအသက်ရှူတန်ကြားရလို့သတင်းပေါက်ကိုသွားအကြည့်မှလူသေးကောင်ကြီးကိုမြင်ပြီးလှမ်းသွားပါတယ်တစ်ဖက်မှာလည်းအာယိုကထိုင်ရဲ့အိပ်ပျော်သွားကနိုးလာတော့မိုးချုံနေပါပြီတစ်ချိန်တည်းမှာပဲမီတာကလည်းနှာခေါင်းကနေသွေးယူလာကအယိုးတွေလည်းချိုးကန်ရတယ်လို့ခံစားနေရတာပါအာယိုကလည်းအိမ်အပြင်ကအတန်ကိုကြားလို့အထဲကနေလုံးကျုံမဲ့ထင်ပေမဲ့အခန်းထဲမှာတည်ထားတဲ့ဦးထဲကနေတရေမှထွက်လာလို့အပြင်ကိုထွက်ပြီးမြင်းလဲတစည်းရောက်လာလို့ပြေးနေရင်းမှာပဲသူ့အရှိကနေလည်းတရေမှကထပ်ပြီးပေါ်လာပါတယ်ဒီတော့နောက်ကိုလှည့်ကြည့်တော့လဲမြင်းလဲပေါ်ကလူကခေါင်းမရှိပါဘူးဒီချိန်မှာပဲအနောက်ကိုတရေမှကြီးကရောက်လာပြီးလေပင်ကိုလှိလိုက်ကမြင်းလဲနဲ့ထွက်သွားပြီးပျောက်ကွယ်သွားပါတော့တယ်ဒီတော့အာယိုသေးလို့သူ့ရဲ့မိဘတွေကဝမ်းနဲ့ငိုကြွေးကြပြီးတဦးတည်းသောသားလေးကိုဆုံးရှုံးရတာမီတာကြောင့်လို့ဆွဆွဲကအိမ်ပေါ်ကနေနှိမ်ချလိုက်တဲ့အတွက်မီတာကလည်းအထုပ်တွေနဲ့ခြေဦးတရာထွက်သွားပါတော့တယ်အဲ့ဒီနောက်လာတွေအတော်ကြာပြီးတဲ့နောက်မှာတော့စပင်စက်ရုံတစ်ခုကိုမိန်းကလေးတယောက်အလုံးစဝင်လာပြီးသူ့ကိုတာဝန်ရှိတဲ့ခေါင်းဆောင်ကအလုပ်ရဲ့သဘောတဘာဝတွေစောင်းရန်ရှောင်းရန်တွေကိုလိုက်ပြီးရှင်းပြနေတာပါဒီထဲမှာစက်ရုံမူအာကူးကလူပြိုကြီးဖြစ်ကြောင်းနဲ့မန်နေဂျာဆူညိုတိုကတော့စက်ရုံထဲမှာအမျိုးသမီးတွေအားလုံးကိုလိုက်ပတ်ကြောင်းနေတာမို့သူ့ကိုရှောင်မှုတတိပေးနေတာပါဒီလိုနဲ့စက်ရုံထဲကိုအရောက်မှာပဲမီရာအလုံးလုံးနေတာကိုမြင်တာနဲ့နမိတ်မကောင်းတဲ့သူဆိုပြီးလက်ညှိုးထိုးပြီးအော်နေတာချက်ချင်းဆိုသလိုပဲစက်ရုံတစ်ခုလုံးတရေပုကကစူညံအဝိတ်ကုန်ကြပါတော့တယ်ဒီတော့ထွက်ပြေးတဲ့လူကပြည့်ဖြစ်နေကြတာကိုအာကူကတီးသွားပြီမဲ့အယုံကြည်မရှိတာကြောင့်မီတာကိုခေါ်သွားပြီးစကားပြောလိုက်ကသူနဲ့ပျော်ရွှင်တဲ့ဘဝလေးတစ်ခုတိဆောက်လို့ရကြောင်းကမ်းလှမ်းလိုက်ပါတယ်သူတို့ထမင်းစားတော့လေထမင်းဆိုင်ပိုင်ရှင်ကမီတာကိုမြင်ပြီးသဘောကျနေခဲ့တာပါသူမကနမိတ်မကောင်းတဲ့မိန်းမတကယ်ဖြစ်နေရင်ရောကျမနဲ့နီးစပ်သူတိုင်းတေကုန်ကြတယ်လို့ပြောတဲ့အခါမှာအာကူကသူ့တရားတွေကိုမယုံကြည်ပဲစိတ်ကြည်အောင်တရက်နှစ်ရက်အနားယူဖို့နဲ့သူတို့တိလာတာကလည်းကြာပြီမို့တယောက်နဲ့တယောက်ဖြည့်ဆည်းပေးရင်ပျော်ရွှင်စရာတွေဖန်တီးလို့ရပါတယ်လို့ကမ်းလှမ်းလိုက်ပါတယ်အဲဒီနောက်မှာတော့သူငားနေတဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာအပြင်မှာလူကြီးတစ်ခုကိုမြင်လိုက်ရတယ်လို့တကားခောက်တံကိုလည်းကြားလိုက်ရတာကြောင့်တကားသွားဖွင့်တဲ့အခါမှာလူတစ်ယောက်ဖြစ်နေပြီးသူ့ကိုအထုပ်ပေးတဲ့အတွက်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာပဲလက်ကိုပူသွားလို့လှည့်အကြည့်တရေဖြစ်နေပါတယ်ဒါပေမဲ့အိမ်မဖြစ်နေပြီးလန်နိုးလာခဲ့ကအဆက်ထဲမှာပဲအိမ်ပိုင်ရှင်ကသူ့မကိုနမိတ်မကောင်းတဲ့မိန်းမလို့ကြားတဲ့အတွက်အိမ်မှာ15နိုင်တော့ပဲနှင်ချပါတော့တယ်ဒီတော့စက်ရုံမှာအထုပ်တွေနဲ့သွားအိတ်နေချိန်အလုပ်သမားတွေကဝိုင်းပြီးပြောဆိုလို့တော့မှပဲနိုးလာကမန်နေဂျာကစကားသွားပြောနေတာကိုလေဦးလေးလည်းတည်သွားအောင်မယ်လို့ဝိုင်းပြောနေကြတာပါဒီချိန်မှာပဲအာကူကရောက်လာပြီးအကျိုးအကြောင်းမေးတဲ့အခါမှာအလုပ်သမားတွေအားလုံးကမီရာကိုသာအလုံးမထုတ်ရင်သူတို့လည်းအလုံးမလုံးတော့ပါဘူးတဲ့အားလုံးကိုအလုပ်ထုတ်ပြစ်မယ်လို့ချင်းချောက်လည်းမရဘူးလို့သိရတဲ့အခါမှာအာကူကလည်းမီရာကိုသူ့အိမ်မှာလိုက်နေဖို့နဲ့သူ့ကိုလက်ထပ်ဖို့ကမ်းလှမ်းနေတာကြောင့်မီရာကလည်းလက်ခံလိုက်ပါတယ်
ဒါကိုစွန်ညိုတိုကမကျေနပ်ပါဘူးသူ့ရဲ့လက်အောက်ကလူတွေကလည်းသူတို့ဆက်ယုံမှုမင်္ဂလာဆောင်အတွက်ပင်ပန်းနေတဲ့အကြောင်းနဲ့အခုချိန်ဆိုရင်အလုံးရှုံနေလောက်ပြီလို့ပြောတဲ့ကိုကြတော့ထမင်းဘိုးတော်မရှိမဲ့စိတ်ဆိုးပြီးထထွက်သွားပါတယ်ဆိုင်ထဲမှာလည်းမီရာရဲ့အမလင်မယားကရောက်နေကသူ့အမမင်္ဂလာဆောင်ကိုလာတာပါတယ်မီရာရဲ့အမဆိုသူကခြေထောက်သိပ်မတန်ပါဘူးဒီလိုနဲ့မီရာတို့မင်္ဂလာဦးညအခန်းထဲမှာရှိနေချိန်အာကူကသူမအနာကိုအတင်းကပ်နေတဲ့အချိန်မှာပဲနိုင်ရံမှာချိတ်ထားတဲ့ပြက်ကလေးကပုံကိုကြည့်နေရင်ရုပ်တဲ့တရေပုံကြီးပြောင်းသွားလို့လန့်သွားပါတယ်ဒီတော့အာကူလည်းဘာမှမပါလိုက်ရပါဘူးအဲ့ဒီနောက်မှာတော့မီတာကသူ့မဟင်းချက်ဖို့ဈေးဝယ်ရင်ဆိုင်ရှင်အဖွားကသူ့ကိုဟင်းချက်တဲ့အနီတင်ပေးလိုက်တာပါဒီလိုနဲ့သူဟင်းချက်လိုက်တော့မီတာကကြက်သူမျိုးကိုမထည့်ပဲလွတ်ပြစ်လိုက်ပါတယ်သူဟင်းချက်ထားတာကိုအာကူကစားလိုက်ပြီးကောင်းပါတယ်လို့ပဲပြောလိုက်ပြီးသူမလက်ကိုနမ်းနေတဲ့အချိန်တရေကိုထပ်မြင်ရလို့လန့်ပြန်ပါတယ်အာကူကလည်းသူ့အနာကိုကန်တိုင်းဒီလိုဖြစ်နေလို့စိတ်သိပ်မကြည်တော့ပါဘူးမီတာလည်းသူမြင်တွေ့နေတာတွေအတွက်စဉ်းစားနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မီတာကသူ့ရဲ့အမားဖြစ်သူအိမ်ကိုရောက်သွားပြီးသူတို့အတိတ်ကအရာတွေကိုမေးဖို့ပြောပေမဲ့သူ့ရဲ့အမားကတော့မကြည်နပ်ချက်တွေရှိနေပုံပါပဲဒီတော့မီတာကလည်းထပြီးပြန်ခဲ့လိုက်ပါတယ်တနေ့မှာတော့အာကူအိမ်မှာရှိနေချိန်မီတာအနာကိုသွားတဲ့အခါမှာဒီတစ်ခါမှာတော့အစင်ပြေပြေနဲ့အချိန်တွေအတူကုန်ဆုံးလိုက်ကြပါတယ်နောက်တနေ့မနက်ကိုရောက်တဲ့အခါမှာအိမ်ရှိကိုလူတစ်ယောက်ရောက်လာလို့ဘသူလဲလို့မေးလိုက်တဲ့အခါမှာမီတာလာဖတ်တာပါလို့ပြောနေတဲ့အတွက်အရင်လိုဖြစ်မှကြောက်ပြီးစောင့်ကြည့်ခဲ့ပေမဲ့ပုံမှန်အတိုင်းပါပဲသူမကိုလည်းထမင်းဆိုင်ကဘာနာကမြင်တဲ့အခါမှာငေးနေတာပါအာကူကလည်းစက်ယုံမှမပြန်ပဲနောက်ကျနေချိန်စူညိုတိုကတွေးကျင်တယ်လို့အကြောင်းကြားတဲ့အတွက်အခန်းထဲကိုဝင်သွားကြည့်တဲ့အခါမှာအရင်မဲမဲအရာတစ်ခုကိုမြင်ပြီးလန့်သွားပါတယ်ဒါပေမဲ့စူညိုတိုပဲဖြစ်နေကသူတို့အရေးအသွေးစစ်ပြီးတဲ့သပင်းတွေရောင်းထွက်တဲ့အကြောင်းနဲ့ပိုက်ဆံကိုလည်းပေးလာတဲ့အတွက်သူ့ကိုတုံးဖို့ပြန်ပေးကထွက်သွားပါတယ်မီဒွာကလည်းသူ့ရဲ့ဟင်းတွေကိုပြန်မြည်ကြည့်တဲ့အခါမှာတော့အတော်အရသာစိုးနေတာကိုသိလိုက်ရပြီးထမင်းဆိုင်မှာဟင်းသွားဝယ်ပါတယ်အာကူကလည်းအိမ်အပြန်နောက်ကျနေပြီးကားနဲ့လာနေရင်မြင်းလေးတစ်စီးကအရှိမပိတ်နေကသူကြည့်နေရင်မှာပဲမြင်းပေါ်ကလူကခေါင်းပြုတ်ကျသွားတာကိုမြင်လိုက်ရတာကြောင့်ကားကလမ်းဘေးကိုထိုးရက်လိုက်ရပါတယ်သူ့ရဲ့ကားပြီးကလည်းပေါက်သွားတဲ့ကြောင့်ကားပြီးဆင်းလဲတဲ့အခါမှာပဲသူရဲ့အနောက်မှာတရေမကပေါ်လာတာကိုတတိမထားမိလိုက်ပါဘူးသူကားပြီးဖြုတ်နေချိန်မှာပဲကားပေါ်ကိုတရေမကရောက်လာပါတယ်ကားပြီးဖြုတ်နေရင်မှာပဲနတ်ကောင်းကကားအောက်ကိုရောက်သွားလို့ကောက်နေချိန်တရေမကသူ့ရဲ့လက်ကိုဆွဲလိုက်တာကြောင့်ကားနဲ့ရိုက်မိပြီးဇက်ကျိုးပြီးတေသွားခဲ့ပါတယ်မီတာကလည်းနှာခေါင်းသွေးတွေရှန်လာပြီးအရင်ကလိုခံစားလိုက်ရကတတိမိသွားခဲ့ကတတိပြန်ရလာတော့ထမင်းဆိုင်ပါရှင်ဘာနာကသူ့ကိုစေးကန်းလိုက်ပို့ပေးရင်လမ်းမှာအာကူရဲ့ကားကိုမြင်လို့အနာကိုသွားကြည့်တဲ့အခါမှာတော့သူ့ရဲ့ယောက်ျားတိတ်ဆုံးသွားတာကိုသိလိုက်ရပါတယ်မီတာရဲ့အမားကလည်းဒီသတင်းကိုကြားပြီးမှစိတ်မကောင်းမဖြစ်ပါဘူးသူ့အတွက်မထူးဆန်းတယ်လို့ပါပဲမီတာကလည်းယောက်ျားမရှိတော့တာကြောင့်စက်ယုံကပေးထားတဲ့အိမ်ကနေဆင်းရပြီးပိုက်ဆံတစ်တာကိုလည်းစူညိုတိုကယူထားလိုက်တာပါဒီအကြောင်းကိုရန်ဒီထမင်းဆိုင်ကဘာနာကကြားသွားပြီးဆိုင်ကယ်နဲ့အပြေးသွားတဲ့အခါမှာမီရာကမရှိတော့ပါဘူးလမ်းကြုံကားတစ်စီးနဲ့တနေရာကိုထွက်သွားပါတယ်ဒီလိုနဲ့မီရာတယောက်အပြင်မှာပဲတညကိုကုံဆုံးလိုက်ရပြီးနောက်နေ့မနက်အထိဈေးထဲမှာတယောက်တည်းငုတ်တုတ်ထိုင်နေရပါတယ်ဒီလိုနဲ့အလုံးမရှိသွားစရာလည်းမရှိတဲ့အတွက်အလုရှာပေးမဲ့လူကိုသွားပြီးအကူအညီတောင်းတဲ့အခါမှာသူအလုရှာပေးရင်သူနဲ့တညအိတ်ပေးရမယ်လို့ပြောနေတာပါနောက်ထပ်အလုပ်တွေကိုသွားရှာတဲ့အခါမှာလည်းမကောင်းတဲ့အလုပ်တွေပဲဖြစ်နေတဲ့အတွက်တယောက်တည်းရောင်းချာနဲ့ဖြစ်နေခဲ့ပါတယ်တနေ့မှာတော့ဘာနာတယောက်ဟင်းချက်ဖို့အတွက်ဈေးထဲမှာအသားဝယ်နေချိန်မီရာကိုသူ့ရဲ့အရင်ရောက်ခမကပြောဆိုလုံးနေပြီးမောင်းထုတ်နေတာကိုမြင်တဲ့အတွက်ဝင်ပြီးတားလိုက်ကသူ့ရဲ့အိမ်ကိုခေါ်သွားပြီးထမင်းကျွေးလိုက်ပါတယ်မီရာကလည်းဝမ်းနေနေပြီးသူကနမိတ်မကောင်းဘူးသူနဲ့နေရတာမကြောက်ဘူးလားလို့မေးတဲ့အခါမှာဘာနာကလည်းသူမကိုဒီမှာအန်ဒီရကင်းပါတယ်လို့ပဲပြန်ပြောလိုက်တာပါဒီလိုနဲ့သူ့ရဲ့အမေအတွက်စီစဉ်ထားတဲ့အခန်းကိုမီရာကိုနေစေကအခန်းထဲမှာလည်းသူ့အမေပုံကိုထားပါတယ်ဒီလိုနဲ့မကြခင်မှာပဲအခန်းထဲကဖျောင်းနယ်မိကသူ့အလိုလိုငြိမ်းသွားခဲ့ပါတယ်နောက်တနေ့မနက်ကိုရောက်တော့မီရာကနိုးလာတဲ့အချိန်အိမ်ထဲမှာဘာနာကိုနေရာပေါင်းစုံမှာမြင်နေရပြီးထိတ်လန့်နေချိန်သူ့ရဲ့အရင်ယောက်ျားတွေရဲ့ချောင်းလန့်တာကိုလည်းခံရတာထိတ်လန့်ပြီးအော်ဟစ်နေကြီးအိမ်မက်ဖြစ်နေပြီးဘာနာကနှိုးမှနိုးလာပါတယ်ဒီလိုနဲ့ဘာနာနဲ့အတူဟင်းချက်ရင်စကားပြောပြကြတဲ့အခါမှာတော့ဘာနာကရန်ဒန်ဟင်းချက်နီးကိုသူ့အမေစီကနေယူခဲ့ပြီးဂျာဘာဒေတာကိုထွက်လာခဲ့ကဆိုင်ဖွင့်ခဲ့ပြီးအဆင်ပြေလာတဲ့အချိန်သူ့ရဲ့ဒေတာကိုပြန်ခဲ့ပြီးမယ်အမေနဲ့မတွေ့ခဲ့ရပါဘူးသူ့ရဲ့အမေကစိတ်တန်ရာတစ်ခုနဲ့ဆုံးပါသွားခဲ့တာပါသူရန်တိုင်းဟင်းချက်တိုင်းမှာလည်းသူ့ရဲ့အိမ်ကိုတတိယစီခဲ့ပါတယ်မီတာကိုလည်းအတိတ်နဲ့ပြန်အဆင်ပြေအောင်လုပ်ဖို့ပြောတဲ့အတွက်ဘယ်လိုလုပ်ရမလဲမသိဘူးလို့ပြောတဲ့အခါမှာသူ့ရဲ့ဘဝကိုပြောင်းလဲသွားတဲ့အစကိုပြန်တွေးဖို့ပြောတာကိုကြားတော့သူမင်္ဂလာဆောင်တုံးကမိတ်ကပ်ပြင်ပေးခဲ့တဲ့ဝါဆိုကိုမှတ်မိသွားပြီးအိမ်ကိုသွားတွေးလိုက်ကအသက်ကြီးပြီးတယောက်တည်းစောင်းရှောင်းမဲ့လို့မရှိဖြစ်နေတာကိုသိလိုက်ရပါတယ်အဲဒီနောက်မှာတော့ဘာနာစီကနေရန်တိုင်းဟင်းချက်နီးကိုတင်ယူလိုက်ကနှစ်ယောက်အတူအဆင်ပြေပြေနဲ့ရှိနေခဲ့ကြပါတယ်ဝါဆိုစီကိုလည်းနေတိုင်းသွားကထမင်းကျွေးပြုစုပေးရင်သူ့ရဲ့အတိတ်ကအရာတွေက၆လန့်ခံနေရတဲ့အကြောင်းနဲ့သူ့ရဲ့ပျော်ရွှင်မှုတွေကိုလည်းထပ်ပြီးအပြည့်စည်းမခံတော့ဘူးလို့ရင်ဖွင့်ခဲ့တာပါတနေ့မှာတော့ဝါဆိုကသူမလည်းအသက်ကြီးပြီးမကြခင်တည်ဆုံးတော့မှမို့အမှန်တရားကိုပြောပြလိုက်ပါတယ်အဲ့ဒါကတော့မီရာရဲ့အမကိုယ်တိုင်ကမီရာကိုအောက်လန်းနဲ့တိုက်ကပျော်ရွှင်မှုတွေမရှိပဲ
သူနဲ့ပေါင်းဖက်သူတိုင်းပျက်စီးအောင်ဝါဆိုကိုလှုပ်ခိုင်းခဲ့တာပါပဲမီရာကိုမိတ်ကပ်ပြင်ပေးနေရင်အစီရင်နဲ့ပြုတ်လုခဲ့တာပါဒူကာနဖျားမလို့ခေါ်တဲ့မကောင်းဆိုးဝါးတစ်ကောင်ကိုစင့်ခေါ်ပြီးသူမနဲ့ပတ်သက်သူတိုင်းပျက်စီးပါစေလို့ကျိန်စာတိုက်ခဲ့တာပါပဲဒီတော့အစာကလေးကမီရာရဲ့အနားကိုအဲ့ဒီမကောင်းဆိုးဝါးကကတ်တွေလာပြီးကန်ဆိုးမှုတွေဖြစ်လာခဲ့တာပါပဲသူမနဲ့အတူအိပ်ဖူးတဲ့ယောက်ျားတွေကအဲ့ဒီဒူကာမကောင်းဆိုးဝါးလက်ချက်နဲ့ပဲတေဆုံးကုန်ကြတာပါဒါကိုသိတော့မီရာလည်းအတော်ကိုစိတ်ထိခိုက်သွားခဲ့ပါတယ်မီရာလည်းလက်စားချေဖို့အတွက်တွေးမိသွားပြီးပြန်ပြီးနာကျင်မှုတွေပေးဖို့ကြိုးစားပါတော့တယ်ဒီလိုနဲ့တနေ့မှတော့သူမတယောက်တည်းလမ်းထဲမှာရှိနေချိန်ဆူညိုတိုကအနောက်ကနေသတိမေ့အောင်ရိုက်ပြီးကျိုးနဲ့တုတ်ကအခန်းတစ်ခုတည်းကိုခေါ်သွားပြီးအာတမကျင့်တာကိုခံလဲရပါတယ်ဒါပေမဲ့မီရာနဲ့အိတ်မိတာကြောင့်သူကန်ဆိုးတော့မှဆိုတာကိုမသိပါဘူးမီရာလည်းဝမ်းနဲ့ငိုကြွေးနေရင်ခေါ်တန်ကြားလို့ကြည့်လိုက်တော့သူ့ရဲ့ခင်ပွန်းဟောင်းတွေကိုမြင်အောင်ပြီး၆လန့်တာကိုခံနေရပါတယ်ဆူညိုတိုကလည်းညဘက်သူ့အိမ်ကိုပြန်သွားတဲ့အချိန် TV ရှိမှထိုင်နေရင် TV ကရုတ်တရက်ပွင့်လာလို့မိမဖြစ်သူက TV ကိုပုတ်လိုက်ပါလို့ပြောပေမဲ့မရတဲ့အတွက်ကြိုးကိုဖြုတ်ပစ်လိုက်ပါတယ်ဒါပေမဲ့သူပြန်ထိုင်နေတဲ့အချိန်မှာပဲ TV ကပြန်ပွင့်လာပြီးသူမိမကထွက်လာကပုတ်လိုက်တော့လေပုံမှန်မဟုတ်တာကိုသတိထားမိသွားပြီးထပြေးပါတော့တယ်အခန်းထဲကိုရောက်တော့ဝေးပြုတ်နေတဲ့လူတစ်ယောက်ကိုမြင်ပြီးကြည့်နေရင်မျက်နှာအပေါက်ကြီးနဲ့၆လန့်နေလို့အိမ်ထဲကိုပတ်ပြေးရပါတော့တယ်သူ့ကိုအမျိုးမျိုး၆လန့်နာတွေကိုခံနေရကမီရာကိုလည်းဒူကာနဆိုးမကပုတ်ကပ်ပြီးဆူညိုတိုကိုပြူစားနေတာပါဆူညိုတိုလည်းပြေးလို့မလွတ်တော့ပဲနှိပ်စက်ခံနေရပြီးတေဆုံးသွားပါတော့တယ်ဒီတော့မှသူ့ရဲ့မိန်းမကအိမ်ပြန်ရောက်လာပြီးအလောင်းကိုမြင်လို့လန့်ပြီးအော်ချလိုက်ကမီရာကလည်းတတိမိတ်သွားခဲ့ပြီးဘာနာကပွေ့ချီထားလိုက်ရပါတယ်ဒီလိုနဲ့ဘာနာအိပ်ပျော်သွားပြီးနိုးလာတော့မီရာကမရှိတော့ပဲစားတစ်စောင်ပဲရေးထားခဲ့ကသူမကိုကျင်နာပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့ဘာနာကိုတော့မနာကျင်စေခြင်းတဲ့အတွက်အနားမှာမနေတော့တာပါမီရာကသူတို့အရင်ကနေခဲ့တဲ့အိမ်ကိုပြန်ရောက်သွားပါတယ်မီရာနဲ့သူ့ရဲ့အမကညီမအရင်တွေမဟုတ်ပါဘူးအဖေဘာနဲ့အမေဘာတွေဖြစ်ကြတာပါငငယ်ကသူမမနာလို့စိတ်များတာကြောင့်ညီမဖြစ်သူကိုမီရာကအမြဲတမ်းနှိပ်စက်လက်ရှိပါတယ်ဒါကြောင့်ပဲအညိုးတွေကဖြစ်လာကြတာပါဘာနာကလည်းမီရာရဲ့အကြောင်းကိုစုံစမ်းတဲ့အခါမှာသူတို့အရင်နေထိုင်ခဲ့တဲ့နေရာကိုတည်သွားပြီးအိမ်ကိုလိုက်လာခဲ့ပေမဲ့မီရာကိုမတွေ့ပါဘူးဒါပေမဲ့သူ့ရဲ့အထုပ်တွေကတော့ရှိနေခဲ့ပါတယ်မီရာကကလေးစားချေဖို့အတွက်သူ့အမရဲ့ယောက်ျားစီကိုသွားပြီးအတူအိတ်ခဲ့ပါတယ်မျက်နှာပုံးတက်ထားတာကြောင့်ဘူတီကလည်းမီရာမှမသိလိုက်ပါဘူးညနေတဲ့အခါမှပဲဘူတီကအင်ကိုပြန်ရောက်လာခဲ့ပြီးအခန်းထဲတန်းဝင်ပြီးအိပ်ပျော်သွားလို့ကြည်ပေးနေရင်သူ့ရဲ့ယောက်ျားတစ်ခုခုလှုပ်ခဲ့တာကိုသတိထားမိလိုက်ပါတယ်သူမအခန်းထဲကနေပြန်အထွက်မှာပဲအိမ်ထဲကိုမီရာကရောက်နေပြီးသူတို့ငငယ်တုန်းကဖြစ်ခဲ့တာတွေကိုသူမတောင်းပန်ခြင်းခဲ့တာလို့ဆိုပါတယ်သူ့ကိုလည်းအောက်လန်းနဲ့တိုက်ထားတာကိုသိတဲ့အကြောင်းပြောတဲ့အခါမှာအမဖြစ်သူကလည်းမီရာကြောင့်ခန္ဓာကိုယ်ရောချစ်တဲ့လူပါအားလုံးဆုံးရှုံးထားတာကြောင့်နင်းကပျော်ရွှင်စရာအဆုံးသတ်နဲ့မထိုက်တန်ဘူးလို့ပြောနေတာပါဒီချိန်မှာပဲမီရာကပူးကတ်ခံလိုက်ရပြီးအခန်းထဲကဘူဒီကိုလည်းနတ်ဆိုးမကြီးကရဲရဲဆက်ဆက်တပ်ပလိုက်ပါတော့တယ်ဘူဒီဆုံးသွားတဲ့အတွက်ချက်ချင်းပဲနတ်ဆိုးကထွက်သွားတဲ့အခါမှာညီမနှစ်ယောက်အပြန်အလှန်တိုက်ခိုက်ကြပါတော့တယ်ငငယ်ကသူ့ကိုနှိပ်စက်ခဲ့တယ်လို့မျိုးမီရာကိုပြန်ပြီးပြုတ်လုံနေခဲ့ကမီရာကစောင့်ကန်လိုက်တာကြောင့်လွင့်ထွက်သွားပြီးလေပင်ကိုမှန်ကွဲစာထိုးမိသွားပါတယ်မီရာလည်းသူ့ရဲ့ကျိန်စာကိုဘလို့ဖြေရမလဲလို့မေးတဲ့အခါမှာမင်းရဲ့ကျိန်စာကိုတိုက်တဲ့သူတယောက်ကပဲဖြေနိုင်တယ်လို့ရဲပြီးပြောနေရင်တေးဆုံးသွားပါတော့တယ်ကန်ဆိုးတာကတော့မီရာကဝါဆိုးကိုမီးရှို့ပြီးတက်ပစ်ခဲ့ပြီးပါပြီဒီလိုနဲ့မီရာတယောက်သူ့ရဲ့အိမ်ကိုပြန်ရောက်လာပြီးကျိုးဆွဲချဖို့ပြင်ဆင်နေချိန်မှာပဲဘာနာကအထဲမှာရောက်နေကသူ့ရဲ့ကျိုးကိုယူပြီးလွှတ်ပစ်လိုက်ကဒီဝင်တော့ဝင်ဖို့ကိုအတူထမ်းကြမယ်လို့ဆိုကအစ်စ်ကနေပြန်စားကြဖို့တိုက်တွန်းလိုက်ပါတယ်ဒီလိုနဲ့သူတို့အတူနေထိုင်လိုက်ကြပြီးပျော်ရွှင်စွာနဲ့ကမ်းခြေတစ်ခုမှာအတူရှိနေကြချိန်ရုတ်တရက်ဘာနာကလွင့်သွားပြီးတဲတော်တွေကိုမြုပ်သွားကတေဆုံးသွားရပြီးမီရာတယောက်ကတော့ဘယ်တော့မှမပြေတဲ့ကျိန်စာကြီးနဲ့အတူကြံနေခဲ့ကဇလန်းလဲပြီးဆုံးသွားပါတယ်ခင်ဗျာ